ခဲ့တဲ့အရှုံးကိုယာလန်ခုနေဖို့မရှိရင်သူကဘယ်ထိပေးသေးလဲဆိုတော့နောက်တစ်စက်တဲ့3နှစ်ဒီနှစ်2016 2026 2029စီးကျက်နှစ်မှာကိုယ့်ရဲ့လုပ်ငန်းကအရှုံးပေါ်တယ်ဆိုတာကို SOS နဲ့တောင်းခံလွှာပါဒီ record တစ်ခုဝင်သွားရင်ကျွန်တော်တို့2029 28တစ်စက်တဲ့3နှစ်ကို2028 28 29 29 30အထိမှာအဲ့ဒီနှစ်တွေမှာအမြတ်ရရင်ကျွန်တော်အဲ့အမြတ်မှာခုနေဝင်ရပါတယ်ကျွန်တော်ဥပဒေကပေးထားပါတယ်ဒီနေ့တင်ပြမယ့်ခွန်ဆိုင်ရာအကြောင်းအရာကတော့ကျွန်တော်8လပိုင်း9ရက်နေ့ကတင်ပြခဲ့တဲ့အခွန်ဆောင်တိုင်းဒဏ်ကြီးဆောင်ရတဲ့ဆိုတာဆိုတော့အိုးမှာမိကွန်းရှင်အိမ်ကဆရာတဲ့မြက်ရရင်ဝန်ဝန်ဆောင်ရပြီးအရှုံးဖြစ်လင်တော့ဥပဒေကဘာလုပ်ပေးလဲတဲ့ရှုံးတဲ့နှစ်မှာတွင်းထားတဲ့ကြိုတင်ခွန်တွေကို refund ထုတ်ပေးပါလားတဲ့ပုံသွဲခွန် refund မရှိဘူးဇရိတ်ပဲရတဲ့ဆိုတာရောဟုတ်လားဆိုတဲ့မေးခွန်းဖြစ်ပါတယ်ဟုတ်ဒီမေးခွန်းလေးကတော့သူမေးထားတဲ့မေးခွန်းကတူတူလေးနည်းနည်းလေးပဲမဲ့ဖြေရမယ်ဖြေရတော့ပိုင်း3ပိုင်းလောက်ဖြေရမယ်ထင်ပါတယ်ဟုတ်ကဲ့ပါဒါကလည်းဒီလေးလာတဲ့လူတွေသိတဲ့မေးခွန်းဖြစ်တဲ့ကြောင့်ကျွန်တော်အသေးစိတ်လေးဖြေပေးပါအဲ့တော့ကျွန်တော်တို့ဝင်ငွေခွန်ပေါ့နော်အဲ့တော့ဝင်ငွေခွန်ဒီဘယ်ပေါ်မှာဆောင်ရတာလဲနော်အဲ့တော့ဝင်ငွေခွန်ဒီကျွန်တော်တို့လုပ်ငန်းလုပ်ပြီးတစ်နှစ်လုံးပုံလို့အမြတ်ရတဲ့ကိစ္စမှာအမြတ်ရတဲ့အနေအထားမှာပေါ့နော်အဲ့ဒီအမြတ်ဝင်ငွေအပေါ်မှာဆောင်ရတာဖြစ်ပါတယ်အဲ့တော့ individual ဆိုလဲပြောင်းစုခွန်ကဥပဒေပုံမှန်ဆောင်ဖို့ခါကြီးစရာနဲ့ဆောင်ရသလိုပုံမနီတွေဆိုရင်တော့22ရာခိုင်နှုန်းပေးဆောင်ရတာဖြစ်ပါတယ်အဲ့တော့သူပြောတာမှန်ပါတယ်အမြတ်ရရင်ဆောင်ရတယ်အဲ့တော့လုပ်ငန်းဆိုတာကအရှုံးမရှိဘူးလားဆိုရင်ရှိတာပေါ့နော်လုပ်ငန်းဆိုတာအရှုံးရှိပါတယ်နော်ကိုယ်တိုင်လုပ်တဲ့သူတွေသိကြပါနော်အဲ့တော့ဒါဆိုရင်အဲ့လိုရှုံးတဲ့ခါကျသူကမေးတယ်ရှုံးဖြစ်ရင်ရောဥပဒေကဘာလုပ်ပေးလဲဆရာတဲ့အဲဆိုရင်တော့ရှုံးဆိုတဲ့ကိစ္စကိုကျွန်တော်တို့ဥပဒေလိုလည်းပြောလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဲ့ရှုံးဆိုတဲ့ဘိုင်းကိုနှစ်ပိုင်းခွဲပြီးပြောပါမယ်တစ်ပိုင်းကတော့ OAS စနစ်မှာစီးကျက်မှုခံယူနေတဲ့အခွန်တန်းပေါ့နော်အဲ့ဒါက individual နဲ့ကုမ္ပဏီခွန်လို့ဆိုရင် MTO 345ပေါ့နော်အဲ့တော့နောက်တစ်ပိုင်းကတော့ SAS စနစ်မှာခွန်စီးကျက်မှုခံယူနေတဲ့ LDO 1 2နောက်တစ်ခါ MTO 1 MTO 2เนาะအဲဟုတ်ပြီအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ပထမဦးဆုံးပြောချင်တာကတော့ခဏကပြောတဲ့ OAS စနစ်ပေါ့เนาะအဲ့တော့လုပ်ငန်းတွေကို OAS စနစ်မှာကျွန်တော်တို့ကုမ္ပဏီတွေဆိုရင် MTO 345နဲ့နောက်တစ်ခါ individual တစ်နိုင်ငံလုံးပေါ့တစ်နိုင်ငံလုံးမျိုးနဲ့ပုံရုံးနေအဲ့တော့ကျွန်တော်တို့အဲ့ဒီလုပ်ငန်းတွေရှုံးနေဆိုတဲ့ကိစ္စမှာအဲ့ဒီအခွန်ရုံးတွေကိုကျွန်တော်တို့ရဲ့တစ်နှစ်လုံးလုပ်ထားတဲ့လုပ်ငန်းတွေရဲ့ထောက်ထားတွေစည်ရင်းစရာတွေနော်စာတမ်းမှတ်သားတွေကိုတင်ပြပြီးတော့အဲ့ဒီရုံးတွေကကျွန်တော်တို့လုပ်ထားတဲ့လုပ်ငန်းတွေကိုစီစစ်ပြီးအခွန်စည်းကြရတာဥပဒေပါဒါပေမဲ့ကျွန်တော်ဒီခွန်မှုငိမ့်သားတယောက်ဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော် OAS နဲ့မှာကုမ္ပဏီတစ်ခုနိုင်ငံခြားကုမ္ပဏီဒီလောကမှာလုပ်တဲ့ဆောက်လုပ်ရေးကုမ္ပဏီအဲ့ဒီကုမ္ပဏီကိုကျွန်တော်အခွန်သတ်မှတ်ပေးတဲ့အချိန်မှာသူကလက်မခံတော့သူ့ကိုစီစစ်ရပါတယ်အဲ့လိုစီစစ်တာ4လကြာခဲ့တယ်ဒါဆိုတစ်နှစ်မှာအဲ့လိုကုမ္ပဏီကို3ခုပဲစီကြလို့ရမယ်အနေထားပေါ့နော်အဲ့တော့အခုအနေထားမှာတော့ကျွန်တော်တို့ခွန်မှုတွေဒီကျွန်တော်အများကြီးပြောနေစူပါမန်လို့စီကြရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကုမ္ပဏီပေါင်းများစွာလုပ်ငန်းရှင်ပေါင်းများစွာကိုစီကြရတာဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်တို့ကတင်ပြတဲ့အရှုံးအမြတ်ဆိုတဲ့ကိစ္စတွေကစည်ရင်းစရာကိုကြီးမှပေါ်တာလေနော်စည်ရင်းစရာကိုကြီးမှပေါ်တာဖြစ်တဲ့ကြောင့်မို့လို့အခွန်အဲ့ဒီမှာစီးကြတဲ့ခွန်မှုတွေ OS နဲ့မှာရတဲ့ခွန်မှုတွေဒီအဲ့လိုမျိုးအသေးစိတ် detail ကြည့်ရင်တော့ပေါ်ပါလိမ့်မယ်နော်ဒါပေမဲ့ကျွန်တော်ခုနပြောခဲ့သလိုပဲသူတို့တာဝန်ယူပြီးဆောင်ရွက်ရတဲ့ကုမ္ပဏီတွေလုပ်ငန်းရှင်တွေကအများကြီးဆိုတော့
ဒီလိုမျိုး GTA ကြည့်ဖို့မလွယ်ဘူးအဲ့လိုမလွယ်တဲ့အခါမှာတော့ဒီနေရာမှာအရှုံးเนาะအဲ့တော့အရှုံးကိုအဲ့ဒီစီကြက်မှုတွေမှာအရှုံးကိုလက်မခံကြတာများပါလက်မခံဘူးဆိုတာဘာကိုပြောချင်တာလဲအရှုံးဆိုတဲ့မှတ်တမ်းမတင်ပေးတာကျွန်တော်တို့အရှုံးပေါ်မှာမှတ်တမ်းတင်လဲเนาะအဲ့တော့ကျွန်တော်တို့ဒီခွန်စီကြက်တဲ့အခါမှာဒီခွန်ထမ်းကိုဝင်ဥပဒေရဆိုရင်တော့ဥပဒေပုံမှန်53ကတောင်းခံရပါပေါ့เนาะအခုဆိုရင်တော့ကျွန်တော်တို့ကအခွန်ဆိုင်စီမဟုတ်ချုံမှုဥပဒေရဲ့အနေထားနဲ့တောင်းခံရပါအဲ့တောင်းခံလွှာမှာအဲ့ဒီအခွန်ထမ်းရဲ့လုပ်ငန်းကိုကျွန်တော်တို့ကအရှုံးဘလောက်ဆိုတဲ့အားကိုပေါ်ပြပြီးရင်မှတ်တမ်းဝင်တဲ့အရှုံးဖြစ်ပါတယ်ကျွန်တော်ထင်ပါတယ်100မှာ99.99ခွန်တန်းတွေကိုအဲ့လိုမျိုးတိတိကျကျအရှုံးမှတ်တမ်းတင်ပေးတာတော့ရှားပါမယ်အဲ့တော့ဒါဆိုရင်အခုပြောတဲ့အနေထားမှာအရှုံးဖြစ်ရင်ရောဥပဒေကဘာလဲဥပဒေကလုပ်ပေးတယ်ဗျနော်ဥပဒေကလုပ်ပေးပါတယ်ဝင်မှုပုံဥပဒေပုံမှန်20မှာအဲ့ဒီလုပ်ငန်းရဲ့ယာလန်းကဒီနှစ်မှာရှုံးပေါ်တယ်ဆိုရင်အဲ့ဒီလုပ်ငန်းဒီအခြားယာလန်းရှိနေတဲ့အဲ့အခြားယာလန်းကအမျက်မှာဒီရှုံးကိုခုနှင်ပေးတယ်ဒါဆိုရင်ဒီဘက်က100ရှုံးတယ်အဲ့100ဟိုဘက်ယာလန်းမှာခုနေဟိုဘက်ယာလန်းမှာကြာမဲ့အဖို့မကြတော့ဘူးပေါ့ဒါဆိုရင်ဒီအရှုံးဒီဥပဒေကခွန်တန်းအတွက်ပေးထားတဲ့ခွန်တန်းရဲ့ဥပဒေပါ right ခံစားခွင့်တူရတာပါเนาะအဲ့တော့ဒါပေမဲ့အခုပြောသလိုပဲဒီအနေထားမှာခွန်တန်းတွေအရှုံးကိုကိုယ်တိုင်လည်းနားမလဲတော့ခွန်ရုံးကဒီနှစ်စီးကျက်လိုက်တယ်ငါတို့အခွန်မပေးရတော့ဘူးဒါဆိုရင်ကျင့်နေသွားကြတယ်ဆိုတဲ့အခါမှာကိုယ်အရှုံးရဲ့တန်ဖိုးကိုမသိပဲဖြစ်သွားပါတယ်ခဏကပြောခဲ့တဲ့အရှုံးကိုယာလန်းခုနေဖို့မရှိရင်သူကဘယ်ထိပေးသေးလဲဆိုတော့နောက်တစ်စက်တဲ့3နှစ်ဒီနှစ်2026စီးကျက်နှစ်မှာကိုယ့်ရဲ့လုပ်ငန်းကအရှုံးပေါ်တယ်ဆိုတာကို SOS နဲ့တောင်းခံလွှာမှာဒီ record တစ်ခုဝင်သွားရင်ကျွန်တော်တို့2029 28 23နှစ်ကို2028 28 29 30ထိမှာအဲ့ဒီနှစ်တွေမှာအမြတ်ရရင်ကျွန်တော်အဲ့ဒီအမြတ်မှာခုနေဝင်ရပါတယ်ကျွန်တော်ဥပဒေကပေးထားပါတယ်ဒါပေမဲ့ကိုယ့်ရဲ့စနစ်မှာတော့ကိုယ့်ရဲ့တောင်းခံလွှာမှာအရှုံးဆိုတဲ့အားကိုခွန်ရုံးက record ပေးဖို့အတွက်ကိုကိုယ့်ဘက်ကတိတိကျကျတင်ပြရမယ်ကိုယ့်ဘက်ကလည်းကိုယ့်ရဲ့ right ကိုတောင်းဆိုနိုင်ရမယ်ကျွန်တော်ခွန်မှုဘက်မှာကြုံဘူးပါတယ်အဲ့ဒီကုမ္ပဏီသည်သူသည်မြန်မာနိုင်ငံမှာဘီယာထုတ်ဖို့3နှစ်လောက်ကြိုပြီးစက်ရုံစောက်တာတို့မြေနေရာရှင်းတာတို့အဲ့လို license လောက်တာတို့အဲ့ဒါတွေသူက ready လုပ်ထားတာသူ့ရည်ရွယ်ချက်က3နှစ်မြောက်တဲ့ချိန်မှာနိုင်ငံခြားကကုမ္ပဏီနဲ့ပေါင်းပြီးတော့ညီမမှာဘီယာထုတ်ဒါပေမဲ့သူဒီအဲ့3နှစ်လုံးကိုအခွန်သွားရှင်းတဲ့အချိန်မှာသူဒီအဲ့ဒီဟိုဟာနဲ့ပတ်သက်ပြီးတော့ခွန်ရှင်းတာနဲ့ပတ်သက်ပြီးတော့သူကဝင်ငွေမရှိအမှုပိတ်ဆိုတဲ့ဒါနဲ့ပြီးသက်ခဲ့တဲ့အတွက်ကြောင့်မို့လို့သူ့အရှုံးကိုသူမရခဲ့ဘူး4နှစ်မြောက်နှစ်ကျွန်တော်ဒီမှာရောက်လာတဲ့ချိန်မှာသူဒီအဲ့နိုင်ငံခြားကုမ္ပဏီနဲ့ပေါင်းပြီးတော့လုပ်တဲ့အခါမှာသူ့ကုမ္ပဏီကလိုင်စင်ရဲ့အဲ့ဒီစက်ရုံမြေနေငှားတဲ့ income ပေါ်တဲ့ချိန်မှာခုနကပြင်ဆင်ခဲ့တဲ့ချိန်မှာသူရှုံးခဲ့တဲ့အရှုံး38,000ကျွန်တော်တောင်းတယ်ဒါပေမဲ့အရှုံးဒီရှေ့အခွန်မှုစီချက်ခဲ့တဲ့ချိန်မှာ record နဲ့မဝင်တဲ့အတွက်ကြောင့်မို့လို့သူ့အရှုံးသူခံစားခွင့်မရှိပါဘူးအဲကြောင့်မို့ကျွန်တော်တို့ကကို့အရှုံးကို right နေနဲ့ယူနိုင်ရပါမယ်ဒါပေမဲ့ SAS စနစ်မှာတော့ okay right ကိုကြင်ညာတော့မှာကိုကအရှုံးလို့တင်လိုက်တာနဲ့နောက်နှစ်အတွက်စက်ကယ်ရီခွင့်ရှိနေပါတယ်အဲ့ဒါဆိုခြုံပြီးပြောရရင်ဒီမေးခွန်းရှင်ပြောရရင်တော့အရှုံးကိုငွေဥတွေပုံမှန်20မှာအဲ့ဒီနှစ်မှာလည်းခုနေငွေပေးလို့ခုနေစရာမရှိပဲကြံခဲ့ရင်လည်းနောက်3နှစ်အထိတစ်စက်တည်းတည်ယူခုနေခွင့်ပြုထားကြောင်းဖြေကြားအပ်ပါတယ်နောက်ပိုင်းဒီမှာတော့ပေးထားတဲ့ရှုံးလို့ဖြစ်တဲ့ refund ကြောင်းနဲ့ပုံတုံ return ကြောင်းကိုဆက်လက်ပြီးတော့ဖြေကြားပေးပါ